ရင်ငရုတ်ကောင်းခတ်မယ်ဟယ်လိုချစ်ဆုံးတို့ရေရတီဥတို့တွေအရန်အေးလာပြီဆိုတော့ကျမတို့နွေ့နွေ့ထွေးထွေးလေးဖြစ်အောင်စံပြုတ်လေးတွေပြုတ်စားကြည့်ကြရအောင်ကဲလှုပ်စားကြပါစို့ချက်ကျင်ထားပြီအမွေးတွေဒီလိုမျိုးကျင်လိုက်တော့မွေးလေးပုံမွေးတာချက်မာသားတွေငါးကောင်စံပြုတ်စားမယ်ဘယ်နှကင်ထားတဲ့ချက်မရအောင်ဒီချက်ချစ်တော့ဒီကြတော့စံပြုတ်စားမယ်ချက်တောင်ပနဲ့ချက်ပေါင်တွေကိုကြတော့ဆုပ်လုပ်တော့မယ်ဒါအားလုံးဒီထည့်လိုက်မယ်စံပြုတ်စားမယ်ညီစောမနာအောင်ချက်ညီစောမနာအောင်အရင်ချက်ကိုအရင်လော်လိုက်မယ်နော်မချစ်ဂျင်းနဲ့ချက်သွန်ဖြိုထောင်းထည့်ထားတာဟုတ်တယ်အဲ့ပြီးရင်စပလင်ထည့်မယ်စာချက်သားကညီစောအရန်နန်တတော့ကျမပေးငံပြရဲ့နည်းနည်းထည့်မယ်ဒါဖုံပြီးမှတေးထားလိုက်တော့မယ်နော်ကဲချက်သားထည့်ကအရင်မှမထည့်သေးပဲနဲ့ချက်သားကိုတိတန့်တယ်လို့မျိုးအရင်လော်လိုက်တာခုချက်သားထည့်အရင်ပြီးထွက်ကုန်ပြီဆိုတော့တာမိုးလို့ရှင်လေချက်သားကြီးကညီစောအရန်နန်တတ်တယ်အဲ့လိုမျိုးလှုပ်လိုက်တယ်ဆိုရင်ညီစောမနမ်းဘူးအရန်မွေးပြီးစားကောင်းတယ်နော်စံပြုတ်စားအဲ့လိုမျိုးဆိုတယ်ကွာစံပြန်ထည့်မယ်ဆန်ထည့်ပြီးမှရေမထည့်သေးဘူးချက်သားနဲ့ဆန်နဲ့ခဏလေးပြန်လော်လိုက်မယ်ပြဖုံထားမယ်ဆန်နဲ့ချက်သားနဲ့ဒီလိုမျိုးလုပ်ပေးလိုက်ပြီဆိုရင်အခုကျမတို့ရေနွေးထည့်တော့မယ်နော်ရေစိမ့်မထည့်နဲ့နော်ရေအေးမထည့်နဲ့နော်ရေအေးနဲ့ဆိုအရသာပြတ်တယ်ရေနွေးထည့်ကြနော်ခုတော့ဖုံပြီးမှပြောတဲ့အထီထားတော့မယ်ခဏတော့ဖွင့်ပြီးမှမွေပေးနော်ဥဖင်ကန်နေလိမ့်မယ်ချက်သားပြောတဲ့အခါကျမှချက်သားကိုပြန်စီယူလိုက်မယ်နော်โอเคကဲဒီလိုမျိုးဆန်လေးပြော့ပြီးချက်သားလေးချက်ပြီးဆိုရင်ကျမတို့ချက်သားလေးဆေးယူပြီးမှနန်းယူမယ်နော်ချက်သားထည့်ရမယ်ချက်တဲ့ချက်နဲ့တည်းပြီးရင်ငရုတ်ကောင်းခတ်မယ်စားလို့ရပါပြီစံပြုတ်အရပါရဦးကြီးနဲ့လောက်ထားလာချက်သားစံပြုတ်ပါဆောင်းတွင်းနဲ့ဆိုတော့ကွတ်တီပဲတံပြာတီနန်းပြင်းရုပ်တီမုတ်လေးပြန်ထက်လုံးဝရှယ်Okay.
စံပြုတ်လေးရပါပြီစားလို့ရပါပြီငရုတ်တီလောဒါတင်ပြတီနန်နန်ပြင်းချက်တမဲဒါချက်တင်ဖြူကြောထားရချက်ထည့်မယ်ငရုတ်တီလောမုတ်ထည့်မယ်မှာငရုတ်တီအရင်ချက်အရင်စားနန်ပြင်းနဲ့ချက်တမိတ်ထည့်မယ်တံပြားတီလေးညစ်ထည့်မယ်ဝါဝီနေတာပဲလေစားကြရအောင်ချစ်စလို့ရေဒီမှာ